ဇလန်ရဲ့အစမှာလွန်ခဲ့တဲ့1930ပြည့်နှစ်တုန်းကကိုခံပညာရက်တွေရဲ့ဗဟုချက်အဖြစ်ကြော်ကြားပြီးစီပင်ဝပြောတဲ့ဖိုရှင်မျိုးကနေစတင်ထားပါတယ်။အဲ့ဒီမှာကွန်ပူးဆရာကြီးတချို့ကဒူဒူရဲ့တပည့်တွေကိုကိုခံပညာတွေလေ့ကျင့်တင်ကြားပေးနေတာကိုမြင်တွေ့နေရပါတယ်။တစ်ဖက်မှာလည်း Inman ရဲ့လူဝင်ဖြစ်သူကသမင်းစပွဲမှာရှိနေတဲ့ Inman စီကြီးကပ်သွားပြီးသူ့ကိုလာတွေးချင်တဲ့ကွန်ပူးဆရာကြီးတယောက်ရှိနေကြောင်းလာရောက်အကြောင်းကြားလိုက်ပါတယ်။တကယ်တော့အဲ့ဒီလူဟာဖိုရှင်မျိုးမှာကွန်ပူးတင်တန်းကြောင်းအစ်စ်ဖွင့်လှစ်လိုက်တဲ့ဆရာလျောင်ဖြစ်ပြီးဆရာကြီး Inman ဟာနာမည်ကျော်ဝင်းချုံဆရာကြီးတူဖြစ်တာကြောင့်သူနဲ့အတူတိုင်းပညာစမ်းသပ်ကြည့်ချင်နေတာပါဆရာကြီး Inman ကအဲ့ဒီဖိတ်ခေါ်ချက်ကိုယဉ်ကျေးပျော်ပြောင်းစွာနဲ့ညှင်းပယ်ခဲ့ပေမဲ့ဆရာကြီးလျောင်ကတော့စွအတင်းတောင်းဆိုခဲ့ပါတယ် Inman ရှုံးနိုင်ကြခဲ့ရင်တောင်မှဘသူမှတိမှမဟုတ်အောင်တကားပိတ်ပြီးတီးတန့်အကဲစမ်းကြရအောင်လို့ပြောလိုက်ပါတယ်နောက်ဆုံးမှာတော့ Inman ကတဘောတူလိုက်ပေမဲ့သူစနီးဝင်းစင်းနဲ့အတူနေ့လည်စာအရင်ပြီးအောင်စားပါရစီအောင်လို့ပြောပြီးတော့ဆရာကြီးလျောင်ကိုပါသမင်းစပွဲမှာအတူစားဖို့ဖိတ်ခေါ်ခဲ့ပါတယ်သမင်းစပွဲမှာတော့ Inman ရဲ့ဇနီးဖြစ်သူကဆရာကြီးလျောင်ရဲ့အငန်းမေဟာစားတောက်နေတဲ့ပုံစံကိုမျက်စိတောက်ထောက်ပြီးမနှင်းမျိုးတလို့ကြည့်နေခဲ့ပါတယ်ဆရာကြီးလျောင်ကသမင်းစားပြီးတော့မှမောင်တွေကိုဆက်ပြီးဘလို့ဘလောင်စားနေခဲ့ပြီး Inman ကတော့သမင်းစားပြီးတဲ့နောက်မှာ secret တလိပ်ကိုတောင်းနေခဲ့ပါတယ်သူတို့နှစ်ယောက်တိုင်းစမ်းကြတဲ့အခါမှာInman ရဲ့အကျင့်အနှင်းငယ်တိုက်ခိုက်မှုအပြီးမှာပဲဆရာကြီးလျောင်ကလွင့်စင်ထွက်သွားခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာ Inman ရဲ့အိမ်ဝင်းထဲကိုညက်နေတဲ့စွန်ကိုလာယူဖို့တက်လာတဲ့ရွမ်ဆိုတဲ့ဆဲကြော်တဲ့ကောင်လေးကတီတိုက်ပွဲကိုမြင့်သွားခဲ့ပါတယ်။ Inman ကဆရာလျောင်လက်မြောက်အရှုံးပေးတဲ့အထိလက်တီးချက်တချို့ကိုဆက်တိုက်ထိုးလိုက်ပြီးတဲ့နောက်မှာဆရာလျောင်ကသူ့ရဲ့ရှုံးနိမ့်မှုကိုသူကမှမပြောဖို့တောင်းဆိုတဲ့အခါမှာ Inman ကကတိပေးလိုက်ပြီးတော့ဆရာလျောင်လည်းအိမ်ပြန်သွားခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာကောင်လေးကရွမ်ကစားတောက်ဆိုင်တစ်ခုမှာသူ့တငယ်ချင်းတွေကိုဆရာလျောင်တယောက် Inman လက်ချက်နဲ့ရှုံးနိမ့်သွားတဲ့အကြောင်းရှောက်ပြောပါတော့တယ်။အဲဒီအချိန်မှာပဲ Inman ကသူ့ရဲ့စီးပွားဖက်တွေနဲ့တွေ့ဖို့အဲ့ဒီစားတောက်ဆိုင်ကိုရောက်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းတပည့်တွေကိုတိုင်းတင်ပေးနေတဲ့ဆရာလျောင်ကသူရှုံးသွားတဲ့တည်င်းပြက်နေတာကိုကြားပြီးတောတာတကြီးနဲ့ရွမ်ကိုလိုက်ရှာဖို့စားတောက်ဆိုင်ကိုရောက်လာပါတယ်။ရောက်ချင်းရွမ်ကိုစုပူကျင်းမောင်းခဲ့တဲ့အခါမှာစားတောက်ဆိုင်ပိတ်ရှင်လည်းဖြစ်ရွမ်ရဲ့အကိုလည်းဖြစ်တဲ့လင်းကကြားကနေဝင်ပြန်ဖြီးပေးလိုက်ပါတယ်။ရွမ်ကသူအပြစ်မရှိကြောင်းငင်းဆန်ပြီးတော့အပေါ်ထက်မှရှိတဲ့ Inman စီကိုပြေးတက်သွားပြီးသူ့ကိုကူညီဖို့တောင်းဆိုလိုက်ပါတယ်။အကိုဖြစ်သူလင်းကရွမ်ကိုဆွဲခေါ်ပြီးလူပုံအလဲမှာသူ့တဘာကိုအရှက်မခွဲဖို့ဆုံးမပြီးမလဲရွမ်ကစိတ်ဆိုးနေတော့ပဲဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်လင်းကရွမ်ရဲ့ပေါင်းပြီးကိုလူအများရှိမှဆွဲချွတ်ချလိုက်တာကြောင့်လူတိုင်းကဝိုင်းရဲကြပြီးရွမ်လည်းအရှက်ရွာလာပြီးတော့ထွက်ပြေးသွားပါတော့တယ်။အဲ့ဒီနောက်မှာတော့လီကြောက်ဆိုတဲ့ရဲအရာရှိတယောက်ရောက်လာပြီးတိုင်းသမားတွေကိုဆူဆူပူပူမလုပ်ဖို့တားမြစ်လိုက်ပါတယ်။သူကတိုင်းပညာဟာခေတ်နောက်ကျနေပြီဖြစ်လို့ Inman ကိုတနက်နဲ့ခြိုင်ပြီးသူ့တနက်အကြောင်းကိုကြွားဝပါတော့တယ်။ဒါပေမဲ့ Inman ကချက်ချင်းပဲတနက်မောင်းတောင်ကိုပိတ်ဆို့ပြီးတနက်ရဲ့ကြီးအိမ်ကိုဖြုတ်ချလိုက်တာကြောင့်လီကြောက်တယောက်စကားမပြောနိုင်ပဲမြင့်တက်သွားရပါတယ်။ Inman ကတိုင်းပညာဟာတခါတလေစူညံချင်းစူညံလိမ့်မယ်။ဒါပေမဲ့သူတို့ကအရင်အဆိုင်တွေမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ပြီးတဲ့နောက် Inman ကလီကြောက်ကိုအဲခံကျွေးမွေးလို့ဆုံးဖြတ်လိုက်တာကြောင့်လူစုကွဲပြားကြပါတယ်။အင်ဂျင်ရောက်တဲ့အခါ Inman ကသူ့ရဲ့စီးပွားဖက်ကျိုးချွန်ကိုကွန်းစယုံဖွင့်ဖို့အတွက်အရင်အနည်းထုတ်ချေးပေးခဲ့ပြီးကျိုးချွန်ကတော့ဝမ်းသာအားရလက်ခံခဲ့ပါတယ်။ Inman ကကျိုးချွန်ကိုအိမ်ရှိအထိလိုက်ပို့တဲ့အချိန်မှာလင်းက Inman ကိုသူ့ရဲ့တိုင်းကွက်အစ်စ်ပြတာဖို့ရောက်လာပါတယ်။အဲ့ဒီအချိန်မှာ Inman ရဲ့သမီးကအိမ်ထဲမှာတားဖြစ်သူကိုစာကြည့်ပေးနေပါတယ်။ Inman နဲ့လင်းတို့တိုင်းကျင်နေတဲ့အချိန်မှာတားဖြစ်သူက Inman အနားကိုလာပေမဲ့ Inman ကတတိမထားမိပဲကျင်းနေကျင်နေတာကြောင့်အပြင်ကားနေကြီးနေတဲ့စနီးဖြစ်သူကမျက်စောင်းထိုးကြည့်နေခဲ့ပါတယ်။ဒါပေမဲ့အိမ်နီးနားချင်းတွေက Inman ကိုတိုင်းကွက်တွေထပ်ပြမှုတောင်းဆိုကြတဲ့အခါစနီးဖြစ်သူကစိတ်ဆိုးပြီးဒူဒူကိုမောင်းထုတ်လိုက်ပါတော့တယ်။ပြီးတဲ့နောက် Inman ကိုတူတာအတွက်အချိန်ပို့ပေးဖို့ပြောဆိုခဲ့ပါတယ်။ရဲနေငယ်ကြပြီးတဲ့နောက်မှာဖိုရှင်မျိုးကတိုင်းဆရာတွေကိုလိုက်လံစိန်ခေါ်ဖို့ကျင်းရှန်ကြောက်ဥဆောင်တဲ့နယ်လေတိုင်းသမားတစုရောက်ရှိလာပါတယ်။သူကဖိုရှင်ကတိုင်းဆရာတွေကိုစိန်ခေါ်ပြီးအလွယ်တကူပဲအနိုင်ယူခဲ့ပါတယ်။သူတို့အုပ်စုကုန်ယူဝင်ကြွားစွာနဲ့အစားအသောက်ဆိုင်တစ်ခုမှာအောင်ပွဲခံနေတော့ဆိုင်ပိုင်ရှင်ကမင်းတို့ Inman ကိုမနိုင်တေးတေးတော့လာမကြွားပါနဲ့လို့ပြောလိုက်ပါတယ်။ဒါကိုကြားရတဲ့ကျန်းရှန်ကျော်ဟာ Inman ကိုရှာဖို့ချက်ချင်းပဲကျူအိမ်ကိုချီတက်သွားပါတော့တယ်။အိမ်ကိုရောက်တဲ့အခါဂျင်းက Inman ကို
တိုက်ခိုက်ဖို့စိန်ခေါ်ပေမဲ့အင်မန်ကငင်းပယ်ခဲ့ပါတယ်။အင်မန်ရဲ့ဇနီးကတော့အဲ့ဒီလူမိုင်းအုပ်စုကိုအိမ်ကနေထွက်ခွာဖို့ငေါက်ငန်းခဲ့ပါတယ်။ဂျင်းကအင်မန်ကိုမိမကြောက်တဲ့လူတစ်ယောက်အဖြစ်လောင်ပြောင်ပြီးစိတ်ပြက်လက်ပြက်ဖြစ်သွားပါတယ်။အဲ့ဒီနောက်ဂျင်းကအင်မန်ရဲ့ဇနီးကိုငါတူကိုမတတ်ပါဘူးလက်တစ်ဖက်ထဲနဲ့ပဲတိုက်မယ်လို့ပြောတဲ့အခါဇနီးဖြစ်သူကစော့ကားခံရတယ်လို့ခံစားရပြီးတိုက်ပွဲကိုခွင့်ပြုလိုက်ပါတော့တယ်။မကြခင်မှာပဲရဲအရာရှိရောက်လာပြီးအင်မန်ကိုဖိုရှန်မျိုးရဲ့ကုန်တိတ်ခါကိုပြင်ဆင်ပေးဖို့တောင်းဆိုပြီးတော့ကျင်းထန်တဲ့တိုက်ပွဲတစ်ခုကိုစတင်ပါတော့တယ်။အင်မန်ရဲ့စတိုက်ကြားရောက်လာတဲ့လက်သီးချက်တွေကြောင့်ဂျင်းတယောက်အထီးနာပြီးလဲကျသွားပါတယ်။အဲ့ဒီအချိန်မှာဂျင်းရဲ့တပည့်တယောက်ကသူ့ကိုဓာတ်ရှိတလက်ကမ်းပေးလိုက်တဲ့အခါအင်မန်ကစက်တမွေးနဲ့ပြန်လဲခုခံတိုက်ခိုက်လိုက်ပါတယ်။နောက်ဆုံးမှာတော့ဂျင်းရဲ့လက်ထက်ကဓာတ်လို့ကြာသွားပြီးအင်မန်ကဂျင်းရဲ့တင်ပါကိုရိုက်နှက်ပြီးတော့ဆုံးမရင်းနဲ့တိုက်ပွဲကိုအဆုံးသတ်လိုက်ပါတယ်။အဲ့ဒီနောက်ဂျင်းနဲ့သူ့အဖွဲ့တွေလည်းအရှုံးကိုလက်ခံပြီးထွက်ခွာသွားကြပါတော့တယ်။ဂျင်းရှန်ကြောင့်အရှုံးပေးပြီးထွက်ခွာသွားချိန်ကစလို့ဖူရှန်မြို့သူမြို့သားတွေဟာအင်မန်ကိုအလွန်လေးစားကြည့်ညိုသွားကြပါတယ်။စီးကိုသွားရင်တောင်မှမြို့ခံတွေကဂျေဆုတင်တဲ့အနေနဲ့ကုန်ပစ္စည်းတွေကိုအလကားပေးကြတဲ့အထိဖြစ်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီလိုတာယာလှပတဲ့အချိန်တွေက1939ခုနှစ်ဂျပန်ကတရုတ်နိုင်ငံကိုကျူးကျော်သိမ်းပိုက်လိုက်တဲ့အခါမှာတော့ပြီးဆုံးသွားခဲ့ရပါတယ်။လူအများအပြားငတ်မှုခေါင်းပါပြီးတည်ဆုံးခဲ့ကြရပြီး1938ခုနှစ်ဂျပန်စစ်တပ်ဖူရှန်မြို့ထဲကိုဝင်ရောက်လာတဲ့ချိန်မှာတော့အခြေအနေတွေပုံမှုဆိုးရွားလာခဲ့ပါတယ်။ဂျပန်တပ်တွေကအဆောက်အအုံနဲ့အခြေခံအဆောက်အအုံအများအပြားတွေကိုဖျက်ဆီးပစ်ခဲ့ကြသလိုအင်မန်ရဲ့အိမ်ကြီးကိုလည်းအဒမနဲ့တိတ်ယူပြီးဂျပန်စစ်ဌာနအချုပ်အဖြစ်ပြုလုပ်လိုက်ကြပါတယ်။အင်မန်တို့မိသားစုဟာဆင်းရဲဒုက္ခတွေနဲ့ကြာရောက်သွားခဲ့ပေမဲ့သူစနီးကတော့သူ့အနားမှာပဲတစ္ဆာရှိနေပြီးခဲ့ပါတယ်။အရင်မှာတော့အင်မန်ဟာဆန်အနှင်းငယ်ရဖို့အတွက်သူ့ရဲ့တန်ဖိုးရှိပစ္စည်းတွေကိုလဲလှယ်ဖို့ဈေးထဲကိုထွက်လာခဲ့ပါတယ်။အဲဒီမှာသူရဲ့စီးပွားဖက်ကျိုးချွန်နဲ့ဆုံခဲ့ပြီးကျိုးချွန်ကဂျပန်တွေလက်ထက်မှာဆက်လက်လက်ပတ်ခွင့်ရနေတဲ့သူရဲ့ကွမ်းစက်ရုံစီအင်မန်ကိုခေါ်သွားပါတယ်။ကျိုးချွန်ကသူစက်ရုံထောင်နေအောင်အရင်အနည်းထုတ်ချေးပေးခဲ့တဲ့ကျေးဇူးကိုထောက်ပြီးအင်မန်ကိုစက်ရုံမှာယာထုတစ်ခုပေးဖို့ကမ်းလှမ်းခဲ့ပေမဲ့အင်မန်ကသူတပအပေါ်ဝန်ထုတ်ဝန်ပိုးမဖြစ်ချင်တာကြောင့်ရင်ကျေးစွာနဲ့ညှင်းပယ်ခဲ့ပါတယ်။နောက်ရက်မှာတော့အင်မန်ဟာချားနာနေတဲ့ဇနီးဖြစ်သူအတွက်ဆံပြုတ်ပြုတ်ပေးခဲ့ပါတယ်။ဇနီးဖြစ်သူကရိတ်ခပြက်လက်မှကိုအမြဲစိုးရနေတာကြောင့်အင်မန်ကသူအလုပ်တစ်ခုတွားရှာတော့မှဖြစ်လို့စိတ်အေးထားဖို့ချော်မော်ပြောဆိုခဲ့ပါတယ်။အင်မန်ဟာအလုပ်လိပ်လျှောက်ပေမဲ့နေရာတိုင်းမှာညှင်းပယ်ခံခဲ့ရပြီးနောက်ဆုံးမှာတော့ကြောင်မီသွေးတွင်းတစ်ခုမှာအလုပ်ကျန်းတမအဖြစ်ဝင်ရောက်လုပ်ကင်ခဲ့ရပါတယ်။ထူးခြားတာကအဲ့ဒီကြောင်မီသွေးတွင်းမှာအရင်ကစားတောက်စိတ်ပိရှင်ဖြစ်တဲ့အကုတ်ကြီးလင်းပါအလုပ်တူလာလုပ်နေတာကိုတွေ့ရှိခဲ့ရပါတယ်။အလုပ်နားချိန်မှာတော့အင်မန်ကသူစားရမယ့်အစားအစာတချို့ကိုအိမ်ကဇနီးနဲ့သားအတွက်အိတ်ထဲကိုထည့်သိမ်းနေခဲ့ပါတယ်။ကာကိုမြင်တဲ့လင်းကအင်မန်ကိုသူရဲ့အစားအစာတချို့ကိုထပ်မံမျှဝေပေးခဲ့ပြီးသူတို့နှစ်ယောက်စကားစားပြီးပြောဖြစ်ခဲ့ကြပါတယ်။လင်းကလွန်ခဲ့တဲ့အချိန်ကသူဘာလို့ဆွဲချုပ်ပြီးအရှက်ခွဲလိုက်ခဲ့တဲ့ကသူ့ညီလေးယွမ်ဟာအိမ်ပြန်မလာတော့တဲ့အကြောင်းညီဖြစ်သူကိုပြန်တွေးရင်တောင်းပန်ချင်တဲ့အကြောင်းအင်မန်ကိုဝမ်းနည်းစွာနဲ့ရင်ဖွင့်ရှာပါတယ်။လင်းကကြောင်မီတွေးထဲဖို့တန်ပုံတပုံတွားရှာနေတဲ့အချိန်မှာပဲဂျပန်စစ်တပ်ဟာအရင်ကရဲအရာရှိဖြစ်ခဲ့ပြီးအခုတော့ဂျပန်တွေစီပါစကက်ပြန်လုံနေတဲ့လီတောက်ကိုခေါ်ဆောင်ပြီးတော့ရောက်ရှိလာခဲ့ပါတယ်။ဂျပန်ဗိုလ်ချုပ်မြူယာဟာဖူရှန်မြို့သားတွေတိုင်းပညာတော်ကြောင့်ကြားတိထားတာကြောင့်ဂျပန်ကရတီသမားတွေနဲ့ရှင်ပြိုင်ထိုးတက်ဖို့ဖိတ်ခေါ်လာခြင်းဖြစ်ပါတယ်။တိုက်ပွဲမှာအနေရရင်စံတအိတ်ဆူချမယ်လို့ပြောတဲ့အခါလင်းအပါအဝင်အလုတ္တမအားလုံးစိတ်အားထက်သန်သွားကြပြီမဲ့အင်မန်ကတော့စိတ်မဝင်စားပဲနေခဲ့ပါတယ်။မကြခင်မှာပဲတူတို့တွေတိုင်းဝိုင်းစီကိုရောက်သွားခဲ့ကြပါတယ်။အဲဒီမှာတိုင်းဆရာလျောင်ကပထမပွဲမှာအနေရရှိပြီးစံထုတ်ကိုလမ်းယူနေတာကိုအင်မန်တို့တွေ့လိုက်ရပါတယ်။တိုင်းဆရာလျောင်ရဲ့တိုင်းစမ်းရီကိုကြည့်ပြီးပို့ချုပ်မြူယာကိုတိုင်းဝိုင်းထဲဆင်းချင်စိတ်ပေါက်လာခဲ့ပါတယ်။မြူယာကဖူရှန်တိုင်းတမ3ယောက်နဲ့တပြိုင်နက်တည်းထိုးတက်ခြင်းပြီးနိုင်ရှုံဆန်ပြီးမယ်လို့ကမ်းလှမ်းပါတယ်။အဲဒီနောက်ပို့ချုပ်မြူယာကလင်းအပါအဝင်တရုတ်တိုင်းတမ3ယောက်နဲ့စတင်ရင်ဆိုင်ပါတော့တယ်။မြူယာကတာမန်လွန်းတာကြောင့်တိုက်ကွက်တစ်ခုထဲနဲ့တင်လူ3ယောက်လုံးကိုလဲကျသွားစီပြီးအရှုံးပေးအောင်လုပ်နေခဲ့ပါတယ်။ဒါပေမဲ့အခုကြီးလင်းကတော့အရှုံးမပေးပဲဆက်လက်ရုန်းကန်ဖို့ကြိုးစားနေခဲ့ပါတယ်။လင်းဟာတန်ရာတွေရနေတဲ့ကြားကပြန်ထားပြီးပို့ချုပ်မြူယာကိုတိုက်ခိုက်ခဲ့ပေမဲ့မြူယာကလင်းကိုအပြင်းအထန်ပြန်လဲတိုက်ခိုက်ပြီးလင်းထွက်သွားစီခဲ့တာကြောင့်လင်းတယောက်တွေးအံတဲ့အထိဖြစ်သွားခဲ့ရပါတယ်။နောက်ရက်အလုပ်လုပ်ချိန်မှာတော့အင်မန်ဟာတန်ဘူးတစ်ခုကိုတွေးရှိသွားပြီးသူ့အိတ်ထဲကိုကောက်ထည့်တင်းထားလိုက်ပါတယ်။အလုံနားချိန်ရောက်တဲ့အခါမှာရဲအရာရှိလီတောက်ကတရုတ်အလုံသမားတွေကိုတိုင်းတိမ်ပွဲစီထပ်မံဖိတ်ခေါ်ဖို့ရောက်လာပြန်ပါတယ်။အင်မန်ကလီတောက်အနားကိုချီကပ်ပြီး
လင်းရဲ့တနင်္ဂနွေမင်းမင်းဒီမဲ့လီကျောက်ကပါမမတိကျိုးကျုံပြူပြီးလေလူရှုခဲ့တာကြောင့်အင်မန်ကလင်းကိုရှာဆွေနေမလားဆိုတဲ့မျှော်လင့်ချက်နဲ့တိုင်းဝိုင်းစီကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။တိုင်းဝိုင်းကိုရောက်တဲ့အခါဆရာလျောင်ကပွဲတစ်ပွဲမှာချက်မှန်အနေရရှိထားပြီးပို့ချုပ်မြူရစီမှာတယောက်နဲ့၃ယောက်ချက်မှန်ဗို့တက်ခွင့်တောင်းဆိုနေတာကိုအင်မန်တွေ့လိုက်ရပါတယ်။မြူရကခွင့်ပြုခဲ့ပေမဲ့ဆရာလျောင်ကအဲ့ဒီတိုက်ပွဲမှာရှုံးနေသွားခဲ့ပါတယ်။သူကအရှုံးပေးပြီးတိုင်းဝိုင်းထဲကနေထွက်ခွာဖို့ပြင်ဆင်နေတော့မှပဲဂျပန်ဗိုလ်မှူးကြီးစာတိုကဆရာလျောင်ရဲ့ဥခေါင်းကိုတန်တန်နဲ့အကျဉ်းနာတရားမဲစွာနဲ့ပြစ်တက်လိုက်ပါတော့တယ်။စာတိုကရှုံးနေတဲ့ကောင်ကဆုလက်ကိုမယူတင်ဘူးလို့ပြောပါတယ်။အဲ့ဒီဖြစ်တဲ့ကြောင့်အင်မန်ကအလွန်အမင်းတော်တာထွက်သွားခဲ့တယ်လို့ပို့ချုပ်မြူရကလည်းဒါဟာပြင်ပွဲတက်တာဖြစ်ပြီးနောက်နောက်တနက်နဲ့လုံးဝမဖြစ်ဖို့သူ့ရဲ့ပုံမှုကြီးကိုစိတ်ဆိုးမှန်ဆိုးနဲ့တတိပေးခဲ့ပါတယ်။တိုင်ပွဲဆက်လက်ကျင်းပတဲ့အခါမှာအင်မန်ကလီကျောက်ကိုအော်ဟစ်ပြီးသူကိုယ်တိုင်ထိုးတက်ချင်ကြောင်းပြောလိုက်ပါတယ်။သူကလင်းကိုလည်းမင်းတို့တက်လိုက်တာလားလို့လီကျောက်ကိုမင်းမင်းပြီးမြဲလီကျောက်ကစွန့်အားနဲ့ဘာမှမပြောပဲအင်မန်အတွက်တိုင်းဝိုင်းတကားကိုဖွင့်ပေးခဲ့ပါတယ်။အင်မန်ကလူဆက်ရောင်းတဲ့တပြိုင်တည်းရင်ဆိုင်မယ်လို့တောင်းဆိုလိုက်ပါတယ်။လီကျောက်ကတားမြစ်ခဲ့ပေမဲ့လည်းအင်မန်ကစိုးအတင်းတောင်းဆိုနေတာကြောင့်ပို့ချုပ်မြူရကအံ့အားတင်သွားပြီးသူ့ရဲ့တောင်းဆိုချက်ကိုခွင့်ပြုလိုက်ပါတယ်။မကြခင်မှာပဲတိုက်ပွဲစတင်ပြီးအင်မန်ကဂျပန်ကရတေးသမားဆက်ရောလုံးကိုတယောက်ပြီးတယောက်အညို့အသေးကြီးစွာနဲ့တွေးပြက်စရာကောင်းလောက်အောင်ကယူနာမဲ့ချိန်မုံပစ်လိုက်ပါတယ်။လူတွေအားလုံးလဲကျရှုံးနေတော့တာကိုကြည့်ပြီးပို့ချုပ်မြူရတယောက်အမြင့်တက်အံ့ဩသွားရပါတယ်။မြူရကအင်မန်ကိုသူ့ရဲ့ဆုလက်ဖြစ်တဲ့စံထုတ်တွေကိုယူပြီးကျန်နေပြီလို့ပြောပေမဲ့အင်မန်ကညှင်းပယ်ခဲ့ပြီးဆရာလျောင်ရဲ့သွေးတွေပေးကျန်နေတဲ့စံအိတ်ကိုတာကောက်ယူပြီးတော့ဆရာလျောင်ရဲ့မိသားစုထံကိုတွားရောက်ပြီးအပ်ခဲ့ပါတယ်။အဲဒီမှာလီကျောက်ကအင်မန်ကိုဂျပန်စစ်တပ်နဲ့ပတ်သက်ပြီးတတိထားဖို့လာရောက်တတိပေးပြီးမြဲအင်မန်ကတော့လီကျောက်ကိုတိုင်းပြည်တစ္ဆက်ဖောက်လို့ဆိုပြီးတော့မှဘာရိုက်လိုက်ပါတယ်။လီကျောက်ကစိတ်နာသွားပြီးသူကစကက်ပြန်တက်ပဲသူ့မျိုးရဲ့အတွက်တည်ရတာကသူနဲ့တော့မှမဆိုင်ဘူးလို့ပြန်ပြောပါတယ်။အင်မန်ကတော့သူ့ကိုထားခဲ့ပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။အဲရောက်တဲ့အခါမှာဇနီးဖြစ်သူကအင်မန်ရဲ့တန်ရာတွေကိုစီထည့်ပေးပါတယ်။အင်မန်ဟာဒုက္ခတွေကြားထဲကသူဇနီးသူအနားမှာရှိနေပြီးတဲ့အတွက်ဝမ်းမြောက်ကြည်နက်မိပါတယ်။နောက်ပိုင်းမှာတော့လမ်းမလဲမှာကျင်းရှံကြောင်းတဲ့သူ့အဖွဲ့တွေဟာဂျပန်စစ်တပ်ရဲ့ရိတ်ခါတင်ကားတစီကိုပိတ်ဆို့ပြီးလူရက်ဓမြတိုက်လိုက်ကြပါတယ်။အဲဒီနောက်တူတူဟာကွမ်းဆက်ယုံစီကိုတွားရောက်ပြီးငွေညစ်ကြပေမဲ့စိတ်ယုံမှာတူတူပေးစရာဘာမှမရှိတဲ့အတွက်ဂျင်းကကျိုးချွန်ကိုအပြင်းထန်ရိုက်နှက်ပါတော့တယ်။ဒီဖြစ်ရက်ကိုမြင်တော့တဲ့ကျိုးချွန်ရဲ့တားကအင်မန်စီကိုအကူအညီတောင်းဖို့ပြေးလာခဲ့ပေမဲ့စိတ်မကောင်းစရာပဲအင်မန်ရောက်သွားတဲ့အချိန်မှာတော့နောက်ကျသွားခဲ့ပါပြီ။အဲဒီဓမြအုပ်စုဟာထွက်ခွာသွားပြီဖြစ်ပြီးနောက်တစ်ချိန်ထပ်လာအောင်မယ်လို့ချင်းချောက်သွားခဲ့ပါတယ်။အဆိုးဆုံးကတော့အဲဒီဓမြအုပ်စုတွေထဲမှာကွယ်လွန်သွားတဲ့လင်းရဲ့ညီဖြစ်သူယွမ်ပါဝင်နေခြင်းပဲဖြစ်ပါတယ်။ဆက်ရောက်တဲ့အခါမှာအင်မန်ကတန်ရာတွေနဲ့အလုံးလုံးနေတဲ့ကျိုးချံကိုမြင်တွေ့ခဲ့ရပါတယ်။ကျိုးချံကအင်မန်ကိုသူ့ရဲ့ဆက်ရောက်အလုပ်သမားအားလုံးကိုပါဝန်ချွန်သိမ့်ပညာတင်ကြားပေးဖို့အဒနာခံတောင်းဆိုပါတယ်။အင်မန်ကပြောင်းပြီးသဘောတူလိုက်ပြီးတော့ဆက်ရောက်အလုပ်သမားအားလုံးကိုဝန်ချွန်သိမ့်ပညာစာတင်ကြားပေးပါတော့တယ်။နောက်တစ်ရက်အကြာမှာတော့အင်မန်ကဒူသားလေးနဲ့ဆော်ကစားနေတော့ရဲအရာရှိလီကျောက်ရုတ်တရက်ရောက်ရှိလာတာကြောင့်အံ့အားတင်သွားရပါတယ်။လီကျောက်ကပို့ချုပ်မြူကအင်မန်နဲ့တိုင်းချင်းရှင်ပြိုင်ချင်နေတယ်လို့လာရောက်တတိပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဂျပန်ဗိုလ်မှူးကြီးစာတိုပါရုတ်တရက်အိမ်ထဲကိုဝင်လာပါတယ်။စာတိုကအင်မန်စနီးရဲ့အလားကိုမြင်ပြီးမင်တက်သွားပြီးတော့သူမကိုအထမခေါ်ဆောင်သွားဖို့ကြိုးစားပါတယ်။ကြာကိုမြင်တဲ့အခါအင်မန်ကဘာမှစဉ်းစားမနေတော့ပဲစာတိုနဲ့သူ့ရဲ့တပည့်တွေကိုစားတင်တိုက်ခိုက်ပြီးတတိလစ်သွားတဲ့အထိချိန်ပုံပစ်လိုက်ပါတယ်။လီကျောက်ကဂျပန်တွေမုန်းမလာခင်အင်မန်နဲ့သူမိသားစုတွေကိုချက်ချင်းထွက်ပုံးဆောင်ကြဖို့တိုက်တွန်းပါတယ်။မကြခင်မှာပဲလီကျောက်ကအင်မန်တို့ကိုချက်ပြေးခွင့်ပေးလိုက်တဲ့အတွက်ဗိုလ်မှူးကြီးစာတိုရဲ့အပြင်းအထန်ရိတ်နဲ့နှိပ်စက်ခြင်းကိုခံလိုက်ရပါတယ်။ပို့ချုပ်မြူရကတော့အင်မန်ကိုရှာဖွေဖို့အတွက်သူ့ရဲ့စစ်တပ်တစ်ခုလုံးကိုစေလွှတ်ဖို့ကြီးညာလိုက်ပါတယ်။အဲဒီနောက်ဒန်ရကွန်တကြီးနဲ့အိမ်ကျင်လာတဲ့လီကျောက်ကအင်မန်နဲ့လိုဝက်တူဆုပ်ခဲ့ပြီးအင်မန်ကတူမီသားစုကိုပြေးကင်းအောင်ဝတ်ထားပေးခဲ့တဲ့အတွက်လီကျောက်ကိုကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ကျင်းရှံကြောင်းနဲ့တူးလူမဲ့အုပ်စုတွေကဂွန်းစက်ယုံစီကိုတကြိုပြန်ရောက်ရှိလာပြီးမြဲသူတို့မတီးသေးတာကတော့စက်ယုံအလုပ်သမားတွေဟာအင်မန်စီကနေတိုင်းပညာသင်ယူပြီးအဆင့်တင်းစောင့်ကြိုနေကြပြီဖြစ်ပါတယ်။အဲဒီနောက်မှာတော့စက်ယုံအတွင်းမှာလူအစုလိုက်အပြုံလိုက်တိုင်းပွဲကြီးတစ်ခုစတင်ဖြစ်ပွားပါတော့တယ်။စက်ရုံအတွင်းတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေတဲ့အလယ်မှာပဲအင်မန်ရောက်ရှိလာပြီးအလုပ်သမားတွေကိုကူညီပြီးတော့နယ်လဲဓမြအုပ်စုကိုတိုက်ခိုက်ပါတော့တယ်။ဓမြအုပ်စုတွေကစိန်တွေကိုစီကင်ပြီးတော့ဒုတိယအချီချက်မှန်တိုက်ခိုက်ကြပေမဲ့အင်မန်ကဒူတို့ကိုအောင်မြင်စွာနဲ့နေနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာခေါင်းဆောင်
ကောင်ကျင်းရှန်ကြောက်ကခြံစိတ်ရမှာအတုံးပြတဲ့ခရင်ခွာကိုကင်ဆွဲပြီးတော့မှလင်းရဲ့ညီဖြစ်သူရွံကိုဘေးနားမှာထားပြီးအင်မန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပေမဲ့အင်မန်ကဝလုံးတစ်လုံးကိုအတုံးပြပြီးသူတို့အုပ်စုကိုအမခန်းတိုင်းကွက်တွေနဲ့အောင်မြင်စွာရိုက်နှက်ဆုံးမလိုက်တာကြောင့်ကျင်းနဲ့တူလူတွေအရှုံးပြီးထွက်ပြေးသွားကြရပါတော့တယ်တိုက်ပွဲအပြီးမှာအင်မန်ကရွံရဲ့နောက်ကိုလိတ်သွားပြီးကိုလွန်သွားတဲ့သူ့အကူကြီးလင်းချန်ထားခဲ့တဲ့တန်ပုံးလေးကိုပေးအပ်ပြီးတော့မှလင်းတိတ်ဆုံးသွားရရှာတဲ့တည်င်းဆိုးကိုပြောပြလိုက်ပါတယ်ရွံကအဲ့ဒီတည်င်းကိုကြားတဲ့အခါအလိုအမင်းအန်အောတုံလို့ပြီးဝမ်းနဲ့ပလက်မှုကြီးပါတော့တယ်ညအချိန်ရောက်တဲ့အခါမှာရဲအရာရှိလီကြောက်ကအင်မန်စီပြပြတလဲလဲပြေးလာပြီးတော့ကိုစရုံနောက်ကိုလုံးဝမသွားဖို့လာရောက်တားမြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လက်ရှိမှာပိုချိုးမှုရန်ကိုတိုင်စရုံကိုရောက်နေလို့ပဲဖြစ်ပါတယ်။စရုံမှာတော့ပုံမှုကြီးစာတို့ကအင်မန်ပဲမှာပုံနေလဲဆိုတာကိုသိချင်လို့ကျိုးချွန်ကိုညင်ပန်းနှိပ်စက်နေခဲ့ပါတယ်။ကျိုးအခြေအနေကိုတီးလို့ရတဲ့အခါမှာအင်မန်ကကျိုးချွန်ကိုကဲတင်ဖို့အတွက်စရုံထဲကိုရုတ်တရက်ကိုတိုင်ဝင်ရောက်လာပြီးအဖမ်းခံလိုက်ပါတယ်။ပုံမှုကြီးစာတို့ကအင်မန်တူးထောက်ထားတဲ့အထိအကျဉ်းတရားမဲစွာရိတ်နေပြီးတနက်နဲ့ပြစ်တက်ဖို့ပြင်ပါတယ်။ဒါပေမဲ့ပိုချိုးမှုရကစာတိုကိုတားမြစ်လိုက်ပြီးအင်မန်ကိုဂျပန်စစ်တပ်အားတရုတ်တိုင်းပညာသင်ကြားပေးဖို့တောင်းဆိုပါတယ်။အင်မန်ညှင်းပယ်လိုက်ပြီးအဲ့ဒီအစားမီယာကိုတိုင်းချင်းရှင်ပြန်ဖို့စင်ခေါ်လိုက်ပါတော့တယ်။မီယာကအင်မန်ကိုဖမ်းဆီးခေါ်ဆောင်သွားဖို့သူစစ်သားတွေကိုအမိန့်ပေးပါတယ်။အထိုင်းခံရပြီးခေါ်ဆောင်သွားတဲ့အချိန်မှာအင်မန်ကကျိုးချွန်ကိုလမ်းအော်ပြောပြီးတမီသားစုကိုဖိုရှန်မျိုးကနေချက်ချင်းခေါ်ထုတ်သွားဖို့တတိပေးခဲ့ပါတယ်။နောက်ပိုင်းမှာကိုချုံမီယာကအင်မန်အချင်းချနေတဲ့အခန်းစီကိုကိုတိုင်လာရောက်ပြီးအစားအစာတွေလာပေးပါတယ်။မီယာကတူတူနှစ်ယောက်ရဲ့တိုင်းပညာကိုလူအများရှိမှကျင်းပပြီးဂျပန်နိုင်ငံရဲ့ကရာတေးပညာဟာတရုတ်နိုင်ငံရဲ့တိုင်းပညာထက်ဘလောက်အထိကြာလို့မြင်မကြောင်းလူတိုင်းကိုတက်တက်ပြချင်တယ်လို့ပြောပြီးအင်မန်ကတာမပြတ်မဖြစ်ပဲဂျပန်ဘူချိုပြီးတဲ့အစားအစာတွေကိုနာဘေးကိုတွန်းဖယ်လိုက်ပါတယ်။နောက်ရက်မှာတော့အင်မန်ရဲ့ဇနီးဖြစ်သူကကျိုးချွတ်မောင်းနေတဲ့ကားပေါ်မှာထိုင်ပြီးဆိုရှယ်မျိုးကနေထွက်ခွာလာရင်းနဲ့ရှိုက်ကြီးတငင်ကိုကျွေးနေခဲ့ပါတယ်။သူမကအတိတ်ကအင်မန်ရဲ့တိုင်းပညာအပေါ်ပေလုံးကမှအားမပေးနားမလည်ပြီးခေတာတွေကိုနောက်တားရလို့မဆုံးဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့အင်မန်ရဲ့ဇနီးနဲ့ကျိုးချန်တို့ဟာစိတ်မချနိုင်တာကြောင့်အင်မန်ရဲ့တိုက်ပွဲကိုကြည့်ရှုဖို့တိုင်းဝိုင်းရှိရာစီကိုလက်ပြက်လဲလာခဲ့ကြပါတယ်။နောက်ဆုံးမှာလူထုအမြောက်အများရှိမှအကျိတ်အနဲ့ရှိလာတဲ့တိုင်းပန်ပွဲကြီးစတင်ပါတော့တယ်။ဒီလိုနေရာကပြင်းထန်လာတဲ့တိုက်ပွဲတွေကိုအပြန်အလှန်ထိုးနေကြပါတယ်။တိုက်ပွဲအရှိန်မြင့်လာတာနဲ့အမျှအင်မန်ကပူချုံမြူရန်ကိုအသာစီးရလာပြီးဒေါင်ပိုက်ပြီးတော့မှအပြင်းထန်ဆက်လက်ထိုးနေပြီးချိန်မုန်းလိုက်ပါတော့တယ်။ပူချုံမြူရတယောက်လဲချရှုံးနေသွားပြီးအင်မန်အနေရရှိသွားခဲ့ပါတယ်။ဆိုရှန်မြို့သူမြို့သားအလုံးကအင်မန်ရဲ့အောင်ပွဲအတွက်ဝမ်းသာအားရနဲ့တောင်းဖြားအိုဟီအားပေးကြပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုတနက်တစ်ချက်ထွက်ပေါ်လာပြီးဒီဆန်ကအင်မန်ရဲ့ရင်ဘတ်ကိုထိမှန်သွားပါတော့တယ်။ရက်ဆက်လာတဲ့ပုံမူကြီးစာတို့ကအင်မန်ကိုတနက်နဲ့ခိုးပစ်လိုက်ချင်းဖြစ်ပြီးအင်မန်ကတိုင်းစင်ပေါ်ကနေလက်ကျသွားခဲ့ပါတယ်။အဲဒီတန်းမှာတော့လူအုပ်ကြီးဟာဒေါတာတကြီးနဲ့တိုင်းစင်ပေါ်ကိုဝဲအုံတက်လာကြပြီးတစ်ဖက်မှာလည်းစကပြန်လီကြောက်ကစာတို့ရဲ့လက်ထက်ကတနက်ကိုလူယူဖို့ကြိုးစားရင်စာတို့ရဲ့လက်ပင်ကိုတနက်နဲ့ပြန်လဲပစ်ခတ်လိုက်ပါတော့တယ်။အင်မန်ရဲ့ဇနီးနဲ့မြို့ခံလူတွေဟာတန်ရရတဲ့အင်မန်ကိုဝဲအုပ်ကြည့်ရှုနေကြပါတယ်။နောက်ဆုံးမှာတော့သူရဲ့မိတ်ဆွေကောင်းကျိုးချွန်ရဲ့အကူအညီကြောင့်တန်ရရထားတဲ့အင်မန်ဟာဆိုရှယ်မျိုးကနေဘေကင်းရဟောင်ကောင်မျိုးစီကိုအောင်မြင်စွာနဲ့ထွက်ပြေးလုံခြုံသွားနိုင်ခဲ့ပြီးဆက်လန်းကြီးဟာလည်းပြီးဆုံးသွားခဲ့ပါတော့တယ်